皆さんこんにちは。ဒီနေ့ကတော့ Unfile Lesson 1 ရဲ့ recipe ကိုဆက်လက်ပြီးပြောပြပေးတော့မှာဖြစ်ပါတယ်။ recipe မှာကပုံလေးပါရပေါ့နော်။ဒီပုံလေးကိုအခြေခံပြီးအဖြေရနိုင်ပါတယ်။一起表ကြည့်ကြည့်အောင်။一起表မကြည့်ခင်မှာပုံလေးအရင်ကြည့်အောင်ပါ။နာမည်ပါမယ်။လူမျိုးပါမယ်။အလုပ်အကိုင်ပါမယ်။ rate လေးကြည့်အောင်ပါ။皆さんはアメリカ人です。皆さんがアメリカလူမျိုးဖြစ်တယ်။အစားတော့ပြောကြည့်ကြရအောင်။ヤマダဆိုတော့ヤマダさんはဘာလူမျိုးလဲ။日本ဆိုတော့ヤマダさんは日本人です。ワトさんはイギリス人です。ワトさんကအင်္ဂလန်လူမျိုးဖြစ်ပါတယ်။ဆမ်မမှာတဝပွန်ဆန်はタイ人です。တဝပွန်ဆန်ကထိုင်းလူမျိုးဖြစ်ပါတယ်။ယွန်ဘန်ရှမီတိုဆန်はドイツ人နဲ့ရှမီတိုဆန်ကဂျာမနီလူမျိုးဖြစ်ပါတယ်။ဒီပောင်ကြည့်ကြည့်အောင်။ဒီပံမှာကကျအလောက်အကိုင်တွေကိုပြောသွားတာဖြစ်တယ်ပေါ့နော်။အဲကြည့်အောင်ရိတ်လီကမီရာဆန်ဝါတဲ့ခိုင်ရှိုင်းဒက်စ်မီရာဆန်ကကမ္ပဏီဝန်ထမ်းဖြစ်ပါတယ်။စားထိုးပြောကြည့်မယ်။一番ヤマダさんはဘာလုပ်လဲ銀行員です。ヤマダさんကဘဏ်ဝန်ထမ်းဖြစ်ပါတယ်။2番ワトさんは先生です。ワトさんကဆရာဖြစ်ပါတယ်။3番တဝပွန်ဆန်ဝကကစီဒက်တဝပွန်ဆန်ကကျောင်းသားဖြစ်ပါတယ်။4番ရှမီတိုဆန်ဝဘာလို့လဲခိုင်ဆိုင်ကုမ္ပဏီဝန်ထမ်းရှမီတိုဆန်ဝခိုင်ဆိုင်တဲ့ရှမီတိုဆန်ကကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်။ဒီနေရာမှာပုံထဲမှာဆန်မပါဘဲနဲ့စာရင်းမှာဘာကြောင့်ဆန်ပါရလဲဆိုမေးစရာဖြစ်လာပါလိမ့်မယ်။ဆန်ဆိုတာကယူတည်မှုနဲ့ခေါ်တဲ့အခေါ်အဝေါ်ဖြစ်ပါတယ်။မြန်မာလူဆိုရင်ဦးတော်တို့ထည့်ပြီးပြောတတ်ကြလို့ဂျပန်လူမှာလည်းဆန်ကိုထည့်ပြီးပြောတတ်ကြပါတယ်။ဟဲ့ဒါဆိုရင်တော့စက်မောက်ကြည့်ကြည့်အောင်ပါ။ဒီမှာပေးထားတယ်။မိသားဆိုင်ရာကင်းကိုရဲ့ပေးထားပြီးတော့ခွာကိုစာကြောင်းဆက်အောင်မဖြစ်ပါတယ်။စာကြောင်းဖွဲ့အောင်ပါပေါ့နော်။အဲ့တော့မိသားဆိုင်ကကင်းကိုကြအရီမှာဆက်一番ヤマダさんへ学生へヤマダさんは学生じゃありません。ヤマダさんကကျောင်းသားမဟုတ်ပါဘူး။2番ワトさんはドイツ人じゃありません。ワトさんကဂျာမနီလူမျိုးမဟုတ်ပါဘူး။3番တဝပွန်ဆန်は先生じゃありません。တဝပွန်ဆန်ကဆရာမဟုတ်ပါဘူး။ကျောင်းဆရာမဟုတ်ပါဘူး။ comment ကျောင်းဆရာနော်ဆရာမဟုတ်ယုံမဲရှမီတိုဆန်はアメリカ人です。シミトさんはアメリカ人じゃありません。シミトさんがアメリカလူမျိုးမဟုတ်ပါဘူး။ရုံးမအောင်ကြည့်ကြည့်အောင်။ရုံးမမှာ ray လေးနှစ်ခုရှိပါတယ်။အဲ့ဒီလေးကဘာတွေခေါ်ကြလဲဆိုကြည့်ကြည့်အောင်ပါ။မိနာဆန်ရဲ့အမေရိကချင်းရဲ့ပေးထားတယ်။ဟိုဘက်မှာကမေကွန်ရဲ့အဖြေရဲ့နှစ်ခုရေးရပါမယ်။ရုံးမမှာကမိနာဆန်ကအမေရိကချင်းですか။မိနာဆန်ကအမေရိကန်လူမျိုးလား။ဒီဟာကအမေမိကွန်တကြောင်ရဲ့အဖြေသူမိကွန်တကြောင်ရဲ့ဆိုပြီးအဖြေပေးရပါမယ်။မိနာဆန်ကအမေရိကချင်းですかတဲ့ပုံထဲမှာကမိနာဆန်ကအမေရိကန်လူမျိုးဖြစ်တဲ့အတွက် Hi အမေရိကချင်းですဟုတ်ကဲ့အမေရိကန်လူမျိုးဖြစ်ပါတယ်။မိနာဆန်ကအီရှာですかမိနာဆန်ကဆရာဝန်လားတဲ့ဆရာဝန်ဟုတ်လားဆိုတော့မဟုတ်လေသူခိုင်းရှာရင်ဆိုတော့အီရဲ့အီရှာချအိမ်မဆန်ဆိုပြီးပြန်ရေးပေးရပါမယ်一番မှာကကျတော့ヤマダさんရဲ့金ကွင်းヤマダさんက金ကွင်းဆိုပန်ဝန်တန်းဟုတ်လားဆိုတော့မေးပြရမှာဖြစ်တဲ့အတွက်ヤマダさんは金ကွင်းですかヤマダさんကပန်ဝန်တန်းဖြစ်လာတဲ့ပုံနဲ့ကြည့်အောင်ဟုတ်တယ်နော်ヤマダさんကပန်ဝန်တန်းဟုတ်ပါတယ်အဲ့တော့はい金ကွင်းですဟုတ်ပါတယ်ပန်ဝန်တန်းဖြစ်ပါတယ်2番ワトさんは会社員ですかワトさんကကုမ္ပဏီဝန်ထမ်းလားဆိုတော့ワトさんကကုမ္ပဏီဝန်ထမ်းမဟုတ်ဘူးเนาะသူဆရာဝန်စီကျောင်းဆရာဆိုတော့ワトさんは会社員じゃありませんワトさんကကုမ္ပဏီဝန်ထမ်းမဟုတ်ပါဘူး3番တဝပွန်ဆန်は先生ですかတဝပွန်ဆန်က先生လားမဟုတ်ဘူးเนาะသူကျောင်းသားဆိုတော့တဝပွန်ဆန်は先生じゃありませんတဝပွန်ဆန်ကကျောင်းဆရာမဟုတ်ပါဘူး4番シュミトさんはドイツ人ですかシュミトさんがジ
ဂျာမနီလူမျိုးလားဆိုတော့ဟုတ်တယ်လေရှမီတိုကဂျာမနီလူမျိုးဟုတ်တယ်ကြောင့် Hi Deutschen des ဟုတ်ပါတယ်ဂျာမနီလူမျိုးဖြစ်ပါတယ်ဆိုပြီးတော့ပါHi channel လေးပုတ်ကိုတော့私ကနောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာဆက်လာပြီးတော့ပြပြပေးသွားပါမယ်ဒါကတော့အဖြေလေးဖြစ်ပါတယ် Sai ကမှာတဲ့အဲဒီကတော့ goodbye မှာしたနောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ Bye bye